မျိုးနွယ်သူအုပ်စုတစ်ခုအတွက်သာမဟုတ်ဘဲတိရစ္ဆာန်အားလုံး၏အကျိုးကိုရှေ့ရှုပြီးညီညွတ်ကြရင်အောင်မြင်မှုကအမြန်ရောက်လာမယ်ဆိုတာအသေးအချာပဲတတိထားရမှာကလူသားတွေဟာတိရစ္ဆာန်တွေနဲ့အကျိုးတူပူးပေါင်းမယ်ပြောရင်မယုံပါနဲ့ငါတို့တိရစ္ဆာန်အားလုံးရဲ့ဘုံရန်သူဟာလူသားတွေပဲဖြစ်တယ်အခုချိန်ကစပြီးငါတို့တိရစ္ဆာန်တွေအားလုံးကြီးတာသေးတာအမွေးရှည်တာတိုးတာတွေမခွဲကြဘူးငါတို့အားလုံးဟာအတူတူပဲဖြစ်တယ်ဆရာကြီးဟာတချင်းစုံနေရင်ပဲဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တယ်။မနေ့ရောက်တော့ဦးနဂါဟာအိမ်ယာမှမနိုးသေးတော့တိရစ္ဆာန်များစားလောင်ကရုပ်ရုပ်တဲတဲဖြစ်လာကြတယ်။နဂါကခုထိမနိုးသေးဘူးကွာ။ငါတို့ကိုမွေးထားပြီးကျွေးဖို့ကြတော့တတိမရဘူး။သွားမယ်ငါတို့ကြံဖန်အောင်ရောက်။စားစရာလည်းဘာမှမရှိဘူး။သွားမလားရောက်။ကဲငါတို့တွေဘယ်လိုလုပ်ကြမလဲဟဲ့။ငါကြံပါမယ်။ထဲမှာတော့အစာတွေအများကြီးပဲcome on ငမီးမကျွဲ come on လေโอ้ยboom အမလေးဖေးဘာတန်လဲကွာတာကြီးတို့ဘူဖေးပဲဟေးကြိတ်တာကြိတ်နောက်ဖြစ်မှနောက်ရှင်းပဲရှယ်ပဲတည်သီးတွေကလည်းဘယ်ကောင်လေးစားလာလဲကွာဟမ်မင်းတို့တိတ်တက်ရှိနေရပေါ့ဂရိတ်ဆန်နေရရာဆက်ဆက်ကွာဟမ်ဟဲ့အောင်ငမင်းနဲ့ဂျိုကာမင်းတို့ကတိတ်တက်ရှိနေရလားဟာဟဲ့အောင်နေရှေ့တိုးမလာနဲ့နော်နောက်ဆုံးစမ်းဟေးအောင်နေနောက်ဆုံးလို့ပြောနေတယ်တော့ဟေးအောင်နေမင်းတို့တွေလုံးမယ်တော့ဟေးအောင်နေတရိတ်ဆန်တွေကတပုံထတယ်လို့ကွာကြားလို့မှကောင်းရသေးရဲ့လားမင်းတို့ဒီတိုင်းကြည့်နေမှလားဟဲ့အောင်ဟာဒါမျိုးကတော့လက်ခံလို့မရဘူးကွာအခုချင်းသွားမယ်လား